ရှုံးပွဲမရှိသေးတဲ့ဩစတြေးလျဖိုက်တာနဲ့ရင်ဆိုင်ရမယ့်ထုံးမင်းအောင်လာမယ့်တောက်ကြနေ့မှာထိုးတက်မဲ့ထုံးမင်းအောင်နဲ့ဩစတြေးလျဖိုက်တာတိုင်ဆန်တို့ရဲ့ပွဲကတော့တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းနေပါပြီပြိုင်ဘက်တိုင်ဆန်ကကစ်ပေါက်စဉ်အခြေခံကောင်းပြီးအခုထိရှုံးပွဲမရှိသေးတဲ့အပြင်အရက်အမောင်းနဲ့လက်တံကလည်းထုံးမင်းအောင်ထက်ပိုတာနေတာတွေ့ရပါတယ်နီးစနစ်ပိုင်းနဲ့အဝင်ထွက်ပိုင်းမှာတိုင်ဆန်ကပိုတွက်လက်ပေမဲ့ထုံးမင်းအောင်မှာကတော့ဘယ်သူနဲ့မှမတူတဲ့ဆွဲစိတ်နဲ့မာကုန်ရှိပါတယ်ဒီပွဲမှာထုံးမင်းအောင်အနိုင်ရဖို့ဆိုရင်ပြိုင်ဘက်ရဲ့နီးစနစ်နောက်ကိုလိုက်မကစားပဲမိမိရဲ့အသာစီးရတဲ့ခွန်အားနဲ့ရုံးအားကိုပဲအသုံးချရမှာပါတိုင်ဆန်ကအရှောင်တိန်ကောင်းပေမဲ့အထီးခံတိတ်မရှိတာကြောင့်ထုံးမင်းအောင်အနေနဲ့အနီးကပ်ဖိကပ်ပြီးပွဲကိုရှုပ်ထွေးအောင်လုပ်နိုင်ဖို့လိုပါတယ်ပထမနဲ့ဒုတိယအချီတွေမှာပြိုင်ဘက်ကအသာစီးရနိုင်ပေမဲ့ထုံးမင်းအောင်သားအကောင်းဆုံးခံစစ်လုံပြီးပြန်ရုံးပြနိုင်မယ်ဆိုရင်တော့တက်လုံကျလာမဲ့တတိယအချီမှာအခွင့်အရေးကောင်းတွေရလာနိုင်ပါတယ်အဓိကကတော့ပြိုင်ဘက်ကိုနားချိန်မပေးဘဲတောက်လျှောက်ဖိအားပေးနိုင်မှသာဒီပွဲကအောင်ပွဲစီဦးတည်သွားမှာဖြစ်ပါတယ်ပရိသတ်တို့ရောဘယ်လိုမြင်ကြလဲထုံးမင်းအောင်တယောက်နိုင်ပွဲရယူနိုင်မလားဆိုတာကိုအမြင်လေးတွေဆွေးနွေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်